အစကတော့စီချက်ခောက်ဆွဲကိုအမဲသားနဲ့လှုပ်စားရင်ကောင်းပါမလားဆိုပြီးတော့လှုပ်ဆန်းကြည့်တာအခုတော့အမဲသားနဲ့ကိုပို့ပြီးတော့ကြိုက်သွားပါပြီဟယ်လိုအားလုံးမင်္ဂလာပါဒီနေ့တော့ပုံမှန်ထက်စားကောင်းပြီးတော့ထောပတ်နဲ့မွေမွေလေးနဲ့အရန်လေးလောက်ရလွယ်တဲ့ထောပတ်စီချက်ခောက်ဆွဲလုပ်နည်းလေးကိုလာမြောက်ပေးတာပါစုကတော့အမဲသားကို200 gram လောက်သုံးထားပါတယ်ဒါလေးတွေကိုဆက်လေးနဲ့ပဲလုံးဝညက်သွားအောင်ကြိတ်ထားပေးလိုက်မယ်အမဲသားကြိတ်ပြီးသားသုံးပေးခြင်းလည်းရတယ်ဒါမှမဟုတ်ဒါလေးနဲ့ပဲနှုတ်ဆင်းပေးခြင်းလည်းရပါတယ်ကဲဒါဆိုလို့ရှိရင်တော့စုရဲ့အမဲကြိတ်သားလေးကတော့ရသွားပါပြီပကံတစ်လုံးနဲ့ကိုဖယ်ထားလိုက်ပါမယ်ကဲဒီလိုမျိုးလေးရတယ်ပေါ့နော်ပြီးပြီဆိုရင်တော့စီချက်ချက်ဖို့အတွက်ကျက်သွန်ဖြူလေးတွေကိုလည်းဒါပြလေးရိုက်ပြီးတော့မှခဏနှုတ်လေးဆင်နာပေးလိုက်ပါမယ်ကျက်သွန်ဖြူကတော့များများလေးထည့်ခြင်းလည်းများများလေးထည့်လို့ရပါတယ်ကဲပြီးပြီဆိုလို့ရှိရင်တော့နနမင်လေးတွေကိုလည်းခဏနှုတ်လေးဆင်နာမယ်ကျက်သွန်မိတ်လေးရှိရင်တော့ပို့ပြီးတော့လိုက်ဖက်ပါတယ်ကျက်သွန်ဖြူစီချက်စပြီးတော့ချက်ပေးပါမယ်ထောဘက်ကိုထမင်းစားစောနဲ့တစုံမမောက်စာလောက်ထည့်လိုက်ပါမယ်။ပြီးပြီဆိုရင်တော့နနုတ်စင်ထားတဲ့ကျက်သွန်ဖြူလေးထည့်ပြီးတော့မှရိုးရိုးစီကိုပါထည့်ပြီးတော့စီတက်ပေးပါမယ်။အခုလိုမျိုးထောဘက်မကြိုက်ဘူးဆိုလို့ရှိရင်တော့ရိုးရိုးကျက်သွန်ဖြူစီချက်ကိုပဲချက်ပေးလို့ရပါတယ်။စုကတော့ထောဘက်နဲ့လေးလိုချင်တာမလို့အခုလိုမျိုးထောဘက်လေးနဲ့ပါတစ်ခါထည့်ပြီးတော့စီတက်လိုက်တာပါ။ဒီထဲမှာတော့စုကစနွဲလုံးဝမထည့်ပင်နဲ့ကျက်သွန်လေးတွေရှိုးအောင်တန်းလာတဲ့အထိစီတက်ပေးလိုက်ပါမယ်။ကဲအခုလိုမျိုးလေးစီချက်လေးရပြီဆိုလို့ရှိရင်တော့ပကံတော်တစ်လုံးထဲမှာဖယ်ထားပါမယ်။အိုးထဲမှာလည်းအမဲသားကြော်ဖို့အတွက်နည်းနည်းလေးခြံထားခဲ့ပါမယ်။ပြီးပြီဆိုလို့ရှိရင်တော့အမဲသားလေးထည့်ပြီးတော့မှခဏလောက်မှွေထားပေးလိုက်ပါမယ်။ဒီအမဲသားတွေကနေပြီးတော့ရေလေးထွက်လာတဲ့အခါသူ့ရေနဲ့သူ့အမဲသားလေးတွေကနူးသွားတယ်ပေါ့နော်။ထောပတ်လေးလည်းနည်းနည်းလေးထပ်ပြီးတော့ထည့်လိုက်ပါတယ်။အမဲသားကိုကြတော့အခုလိုမျိုးကြိတ်ပြီးတော့သုံးတာဖြစ်တဲ့အတွက်အကြာကြီးကြော်ကြမလို့ပေါ့နော်။ရတာအတွက်တော့စုကချုံမုံလေးနဲ့ငယ်ရဲ့စားလေးနဲ့ငယ်ရဲ့ပဲထည့်ထားပါတယ်စီချက်ခောက်ဆွဲလုပ်တဲ့အခါကျရင်လည်းအရသာတွေကထည့်အောင်မှာဆိုတော့စုတော့ငံသွားမှာဆိုလို့အရသာတွေကိုတော့နည်းနည်းပဲထည့်ပါတယ်ပြီးရင်တော့ရေလေးတွေခံပြီးတော့စီပြန်လာတဲ့အထိအပုံးလေးအုပ်ပြီးတော့တည်ထားလိုက်ပါမယ်အခုလိုတည်ထားလိုက်တော့အမဲသားလေးတွေကိုရေကဝင်သွားပြီးတော့အမဲသားကအရသာလည်းရှိသလိုမြန်မြန်လေးကျက်သွားပါတယ်ကဲစုတို့ရောင်လေးလာအောင်လို့ပဲငတ်မြကြီးအပြစ်လေးကိုနည်းနည်းလေးထည့်ပြီးတော့မှွေထားလိုက်ပါမယ်ပြီးပြီဆိုရင်တော့ထွက်လာတဲ့အရည်လေးတွေကိုနည်းနည်းပြန်ပြီးတော့စီပြန်သွားအောင်လုပ်လိုက်ပါမယ်ကဲဒါဆိုလို့ရှိရင်တော့စုရဲ့အမဲသားကြော်လေးကလည်းပြီးသွားပြီပေါ့နော်အမဲသားကိုအခုလိုကြော်ပြီးမှစီချက်ခောက်ဆွဲလှုပ်ရှားကြည့်ပါတော်တော်လေးစားကောင်းပါရဲ့တကယ်လို့အမဲသားကြော်တဲ့အခါစီတို့ထောပတ်တို့လိုရဲဆိုရင်ထပ်ပြီးတော့ထည့်နိုင်ပါတယ်စုကတော့စီကြောက်တဲ့အတွက်စီအများကြီးနဲ့မကြော်တာဘူးပေါ့နော်ကဲပြီးပြီဆိုရင်တော့ခောက်ဆွဲလေးစားပြီးတော့ပြုတ်ပေးပါမယ်ရင်းနှီးပွားဆိုတဲ့တွေကိုခောက်ဆွဲတွေမကတ်အောင်လို့စီလေးတိတိထည့်လိုက်ပါမယ်ပြီးပြီဆိုရင်တော့ကျုပ်ခောက်ဆွဲကိုစုက3ချက်သုံးပါတယ်ကိုကြိုက်တဲ့ခောက်ဆွဲကိုသုံးလို့ရပါတယ်နော်စုဒီခောက်ဆွဲကတော့3မိနစ်လောက်ပဲပြုတ်ပြီးရပြီလို့ရေးထားတဲ့အတွက်စုက3မိနစ်လောက်ပဲပြုတ်ထားပြီးလိုက်ပါတယ်ခောက်ဆွဲလေးကိုကန်ကြည့်လိုက်လို့ဤနေပြီဆိုလို့ရှိရင်တော့ဒါလေးကိုစကားလေးနဲ့စစ်ပြီးတော့မှဒီစစ်ထားလိုက်ပါမယ်ချက်ချင်းမလုပ်စားဖြစ်သေးဘူးဆိုရင်တော့ခောက်ဆွဲလေးကတ်သွားမှာဆိုလို့ရေအေးလေးနဲ့ပြန်ပြီးတော့တစ်ထပ်လောက်စီးပြီးထားမယ်ဆိုရင်တော့အဆင်ပြေပါတယ်ကဲပြီးပြီဆိုရင်တော့စပြီးတော့ဘဲငတ်မြိုင်အကြီးထမင်းစားစွန်းနဲ့တစွန်းခွဲစားထည့်မယ်ဘဲငတ်မြိုင်အနောက်ကိုလည်းထမင်းစားစွန်းရဲ့ဇွန်တဝက်စာလောက်ထည့်လိုက်ပါမယ်ကဲထောပတ်လေးနဲ့ချက်ထားတဲ့စီချက်လေးကိုလည်းတစွန်းခွဲလောက်များများလေးထည့်လိုက်ပါတယ်စီချက်ခောက်ဆွဲဆိုတဲ့အတိုင်းစီချက်ကတော့အသက်ပေါ့နော်ကဲပြီးပြီဆိုရင်တော့အချိုမုံရဲ့စားလေးနဲ့ငယ်ထည့်ပါမယ်နနှုတ်စင်ထားတဲ့နနပင်လေးကိုလည်းခက်များများလေးထည့်လိုက်ပါမယ်ပြီးရင်တော့အရသာလေးနှံသွားအောင်မှွေထားပေးလိုက်ပါမယ်စုတုံနဲ့ဘဲငတ်မြိုင်အကျဲကကြတော့နည်းနည်းလေးလေးတာနဲ့စားကိုရှော့ထည့်ပေးရပါတယ်ပြီးရင်တော့ခောက်ဆွဲထည့်မယ်တပွဲစားအသားထည့်ပါမယ်ပြီးတာနဲ့အားလုံးကိုတမတော့မှွေလိုက်မယ်ဆိုရင်အနမ်းရတာနဲ့ပြည့်စုံပြီးတော့အရန်စားလို့ကောင်းတဲ့အမဲသားစီချက်ခောက်ဆွဲလေးကတော့ရတော့ပါပြီအရင်ဆုံးအရသာတွေဆက်ကလေးကငရုတ်ကောင်းမုံလေးကိုထည့်ရမှာပါစုကမိသွားတာနဲ့အခုမှပဲထည့်ပြီးတော့ထည့်လိုက်ပါတယ်အစကတော့စီချက်ခောက်ဆွဲကိုအမဲသားနဲ့လှုပ်စားရင်ကောင်းပါမလားဆိုပြီးတော့လှုပ်ဆန်းကြည့်တာအခုတော့အမဲသားနဲ့ကိုပို့ပြီးတော့ကြိုက်သွားပါပြီကဲဒါဆိုလို့ရှိရင်တော့အနမ်းရတာလေးပြည့်စုံပြီးတော့တကယ်လေးစားလို့ကောင်းတဲ့အမဲသားစီချက်ခောက်ဆွဲလေးရတော့ပါပြီစီချက်နဲ့မူမွေးလေးရဲ့ထောပတ်လေးကလည်းပါတော့အရန်ကိုစားလို့ကောင်းပါတယ်စီရဲ့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်လည်းချက်နေမလို့နေဗီဒီယိုတစ်လေးတွေကိုစလိုက်တင်ပေးပါမယ်စီရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့အထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတစ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ကျေးဇူးပါ